ယခုတစ်ခါမှာတော့စာပေချစ်သူကျွန်တော်ရဲ့မိတ်ဆွေများကိုဖတ်ပြတင်ဆက်ပေးချင်တာကတော့အကောင်းဆုံးလက်ဖွဲ့ဆိုတဲ့ပညာပေးပုံမြင်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။နားတော်တာဆင်ပေးကြပါအောင်ခင်ဗျာ။အလှကုန်ပစ္စည်းရောင်းဆိုင်တစ်ဆိုင်မှာဇာကြီးနဲ့ဝတ်မုံတို့မိမချိုးလေးနှစ်ဦးကိုအယောင်စီရေးမှလေးများဖြစ်တင်နေတဲ့ခန့်လိုက်ကြတယ်။ဇာကြီးမင်းကဒီဘက်ကကောင်တာကိုတာဝန်ယူဝတ်မုံကဒီဘက်မှာမျက်နှာချင်းဆိုင်ကောင်တာအသီးသီးမှာတာဝန်ယူပြီးမိမချိုးလေးနှစ်ဦးအလှကုန်ပစ္စည်းတို့ကိုစတင်ရောင်းချတော့တယ်။သူမတို့နှစ်ယောက်ကကုမ္ပဏီတစ်ခုတည်းကထွက်တဲ့အလှကုန်ပစ္စည်းတွေကိုရောင်းချကြရာစရောင်းတဲ့နေ့ကစပြီးဝတ်မုံဘက်ကကောင်တာမှာပဲလူဝယ်များလေတယ်။ဒီမိတ်ကလေးတုံးကြည့်ပါလားအမ။သူ့ရောင်လေးကနုနုလေးနဲ့အသားရည်ကိုဝမ်းပါစေတယ်အမရဲ့။ဝတ်မုံဟာလှပတဲ့မျက်နှာလေးကိုပြုံးလျက်ဖော်ရွေရင်းနှီးစွာရောင်းချတဲ့အတွက်ဈေးဝယ်သူတို့ဟာသူမစီမှာပဲဝယ်လိုကြတယ်။ဇာကြီးဟာလည်းဝတ်မုံလိုမင်းမချိုးလေးတူပါပဲဒါပေမဲ့သူမကလှသလောက်ပြုံးခဲရေခဲသူလေးဖြစ်တယ်ဈေးဝယ်သူတို့ကဈေးမေးပြီးတကယ်မဝယ်ရင်လဲဇာကြီးဟာမျက်နှာပြက်လိရှိတယ်လကုံလို့စင်းချုပ်တဲ့အခါဝက်မုံရဲ့ရောင်းအားသုံးပုံတစ်ပုံတောင်မရောင်းရတော့ဆိုင်ရှင်ရဲ့စူပူမှုကိုခံရတော့တယ်ဇာကြီးဘလို့ဖြစ်တာလဲတနေရာထဲမှာကုန်ပစ္စည်းအမျိုးမီတစ်ခုတည်းကိုရောင်းရမှာမင်းရဲ့ရောင်းအားနဲ့ဝက်မုံရဲ့ရောင်းအားဘာဖြစ်လို့ဒီလောက်ကွာနေရတာလဲမနှက်ဖြန်ကစပြီးမင်းကိုဒီဆိုင်မှာမထားတော့ဘူးဟိုဘလန်းကတို့ရဲ့ဆိုင်ခွဲမှာမင်းသွားရောင်းရမယ်အဲ့ဒီမှာမှအချိုးမပြေရင်တော့မင်းကိုတို့ရဲ့ဆိုင်မှာဆက်မခန့်နိုင်တော့ဘူးနားလေလားဟုတ်ကဲ့ရှင်အဲ့ဒီနေညကအလောက်မှအပြန်ဇာကြီးဟာမျက်ရည်ကျရင်တငယ်ချင်းဖြစ်နေပြီဖြစ်တဲ့ဝတ်မုံကိုစိုးနှင့်စွာပြောတယ်ဝတ်မုံရေငါကကံကိုမလိုက်ပါဘူးဟဲ့ဟိုဘက်ဆိုင်မှာသွားရောင်းရင်လေထူးမှမဟုတ်ပါဘူးမနှက်ဖြန်မှပဲထွက်စာတင်လိုက်မယ်ဟာ။အိုးဘာဖြစ်လို့အလုပ်ထွက်ရမှာလဲ။ဒီလိုအလုပ်မျိုးရဖို့မလွယ်ဘူး။ငါဈေးရောင်းရတာအဆင်မပြေဘူးဟာ။အကျိုးမပေးဘူး။ဇာကြီးနင်ဘာမှစိတ်ရမကြနဲ့။နင့်မှရှိတဲ့ဈေးရောင်းကောင်းစေတဲ့အဆောင်လက်ဖို့ကိုထုတ်သုံးလိုက်ပေါ့ဟာ။အဲ့ဒါဆိုအဆင်ပြေသွားမယ်။နေပါဦး။ငါမှဘာဆောင်လက်ဖွဲ့မှမရှိဘူး။ရှိတယ်။ဈေးရောင်းကောင်းစေတဲ့အဆောင်လက်ဖွဲ့ဆိုတာနင့်ရဲ့အပြုံးပဲ။ငါရဲ့ပြုံးဟုတ်လားအေးဟုတ်တယ်တကယ်တော့ပြုံးငယ်ချင်းဟာအဖိုးထိုက်တန်လှတဲ့ယရနာတစ်ပါးပါပဲဇာကြီးအပြုံးရဲ့နောက်ွယ်မှာခင်မင်မှုယဉ်နီးမှုပူပေါင်းဆောင်ရွက်မှုရှိနေကြတယ်ဟာလှိုက်လဲတဲ့အပြုံးဖော်ယူတဲ့အပြုံးနေနဲ့ဈေးဝယ်သူတို့ကိုနင်ပြုံးပြပြီးရောင်းကြည့်စမ်းမှာဟာနင်ရောင်းအားထူးထူးခြားခြားကြီးတိုးတက်လာစေရမယ်ဇာကြီးဟာဝက်မုံရဲ့အကြံပြုချက်အတိုင်းနောက်နေ့ဆိုင်ခွဲမှာရောင်းတဲ့အခါဈေးဝယ်သူတွေကိုပြုံးချွင်ဖော်ယူစွာဆက်ဆံလေတယ်။အော်အမကဒီအသေးကွဲရောင်လောက်ခန်းနေလေးကိုသဘောကျရင်ယူလေအမဒီအသေးကွဲအယောင်ကအမနဲ့လိုက်ဖက်တယ်အမရဲ့အေးဒါလေးပဲယူလိုက်မယ်။ဇာကြီးဟာဈေးရောင်းရတော့ပြောလာတယ်။ဒါကြောင့်သူမရဲ့လှပတဲ့မျက်နှာလေးဟာအမြဲချစ်စပွဲပြုံးလို့နေတယ်။တငယ်ချင်းနှစ်ယောက်ပြန်ဆုံတော့ဇာကြီးကဝက်မုံကိုကျေးဇူးတင်တကားဆိုတယ်။ဝက်မုံရဲ့ငါ့ကိုအကောင်းဆုံးကြံဉာဏ်ပေးခဲ့လို့ခုဆိုငါဈေးရောင်းရတာအဆင်ပြေနေပြီဟာဝမ်းသာပါတယ်တငယ်ချင်းရဲ့နင်ခုတော့အပြုံးရဲ့ဆွမ်းအားကိုသိပြီပေါ့ဟုတ်လားဟုတ်ကဲ့ပါဘဝမှာအောင်မြင်ခြင်းဒီနေ့3-4ချိန်အနည်းဆုံးပြုံးကြရဲကြပါကျွန်တော်ရဲ့တင်ဆက်မှုကိုအဆုံးထိနားဆင်ပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့တင်ဆက်မှုကိုလည်းဝေဖန်အကြံပြုပေးကြပါဦး